ဒီကောင်လေးကတော့ကုန်းကောက်ဆရာကိုမရှိတဲ့ professional ငမွဲပါမျက်စိတမိတ်တွင်းမှာတင်ကောင်လေးနဲ့တခြားလူကို19ယောက်ကထူးဆန်းတဲ့ဂိတ်တစ်ခုလေးကိုတောက်သွားပါလေရောစီကံကရှင်းရှင်းလေးပဲအရင်နီးယွမ်59ရက်တိတိအသက်ရှင်အောင်နေရမယ်အသက်ရှင်ရင်စုချင်းငွေယွမ်တတန်းရမယ်ပတ်စံပိုးသုံးပြီးရင်တည်သွားရင်ဒါမှမဟုတ်ဂိမ်းထဲကနေထွက်ပြေးရင်ဂိမ်းရှုံးပြီးရှုံးတဲ့သူကယွမ်တတန်းကျွတ်တင်မယ်တဲ့ဒါပေမဲ့ဒီကောင်လေးကတော့ professional မွဲပြချနေတဲ့သူတို့တော့ဒီဂိမ်းကသူ့အတွက်တော့အကွက်ပဲပေါ့စပင်ရွှေရောင်နဲ့ကောင်ကပြုံးစီစီနဲ့ဟက်9ရက်ဆိုတာရေတောက်ပြီးတောက်ထားလို့ရပါတယ်ကွာလို့အားကျင်နေတယ်ဘေးကဝတ်တုပ်လေးတယောက်ကလည်းယွမ်90ဆိုမုတ်တွေဝယ်စားချွေတာသုံးရင်လောက်ပါတယ်ကွက်ဆိုပြီးဝင်ထောက်ခံသေးတာအဲ့ဒီလိုနဲ့ဘသူမှဂိမ်းထဲကမထွက်ပဲဆက်ကစားဖို့ဆုံးဖြတ်လိုက်ကြတယ်နောက်တစ်ဆက်ကမှပဲသူတို့အားလုံးအေယာမလေးစိတ်ကြီးတစ်ခုတည်းကိုရောက်သွားတယ်ကောင်လေးကသူ့ရဲ့ဂိမ်းစားတက်တွေကိုကြည့်လိုက်တော့စာလောင်မှုရင်ငတ်မှုနဲ့ခွန်အားတွေကအပြည့်ပဲအိတ်ကက်ထဲမှာယွမ်90ရှိတယ်ဒီလိုနဲ့သူလည်းလေးစိတ်ထဲကမီနီမက်လေးတစ်ခုတည်းဝင်သွားရောအဲ့ဒီအချိန်မှာပဲခုနကဝတ်တုပ်လေးရဲ့အတန်ကျဲကြီးကိုကြားလိုက်ရတယ်ဟင်းရေတပူးကို15ယွမ်တပြားတိုက်နေတာလားနဲ့ကောင်လေးလည်းဈေးနှုန်းတွေကိုကြည့်လိုက်တော့မျက်လုံးပြူးသွားတယ်တိတ်မုံတေးသေးလေးတစ်လုံးကို90အသားညက်ပေါင်မုံက40အောက်စီတောင်10ယွမ်နဲ့လေအသက်တာဆုံးဒီစက်တစ်တောင်18ယွမ်ပေးရတယ်ယွမ်90ဆိုတာရေသုံးမှုဝယ်ရင်ပြောင်းပြီလေဝတ်တုပ်လေးဆိုကြောက်လန့်ပြီးစပင်းတွေပါဆွဲခွာနေပြီးတော့ကောင်လေးကိုငါးနံပါတ်က44မင်းက66လာငါတို့အဖွဲဖွဲ့ကြမယ်ငါကအတိုင်းတက်တယ်ဆိုပြီးလက်တီလက်မောင်းသွားတန်းပြနေသေးတာဒါပေမဲ့ကောင်လေးကလုံးဝဂရုမစိုက်ပဲထွက်လာခဲ့တယ်တကယ်တော့ဂိမ်းကအခုမှစတာလေစနစ်ကြီးကဒီလောက်လွယ်လွယ်နဲ့အနိုင်ပေးပါမလားကောင်လေးကခေါင်းသုံးတယ်အရင်ဆုံးအိမ်လာရှိကအခမဲ့ရေတောက်ဆက်ကိုတွားရှာတယ်ပြီးတော့အမိုက်ပုံတွေကရေဘူးအလွတ်နှစ်ဖူးကိုကောက်တေချာစီကြိုပြီးရေအပြည့်ဖြစ်လိုက်တယ်ကဲရေအတွက်ပတ်စံတပြားမှမကုန်တော့ဘူးနောက်တစ်ဆက်အနေနဲ့စွမ်းရည်ရဖို့ကော်ဖီဆိုင်ဘက်လစ်သွားတယ်ဘားကောင်တာပေါ်မှာတင်ထားတဲ့ကြားထုတ်တွေနှုတ်မုတ်ထုတ်တွေကိုဘယ်သူမှမသိအောင်အိတ်ကက်ထဲအမြန်ထိုးထည့်လိုက်တယ်စက္ကန့်ပိုင်းလေးတွင်းမှာပဲအကုန်ပြောင်းသွားတာပြီးတော့လူမရှိတဲ့ချောင်းမှာတကြားနှစ်ထုတ်ကိုဖောက်တောက်လိုက်တော့ခွန်အားတွေပြန်ပြေးသွားရောတကြားကနေအခမဲ့စွမ်းရည်ရသွားပြီလေဒါပေမဲ့ပြဿနာတစ်ခုရှိသေးတယ်လေးစိတ်ကြီးကအဲကုန်းတွေအပြည့်ဖွင့်ထားလို့ရေခဲတိုက်လို့အေးဆက်နေတာပဲအေးလေးလေးခနာကူကစွမ်းရည်တွေမြန်မြန်ကုန်လေးလေးပဲဆိုတာကောင်လေးကရိပ်မိတယ်သူ့အင်ဂျီပါပါလေးနဲ့ကတော့အချမ်းတန်ကိုခံနိုင်မှာမဟုတ်ဘူးဒါနဲ့အမိုက်ပုံတွေကနေကြီးတဲ့တယောက်တွေ့ပြသွားတဲ့ဆောင်းအဆုပ်တစ်ထည်ကိုကောက်ရပြီးကိုပေါ်ခြုံလိုက်ရတော့တယ်ကဲရက်တွေကတော့အများကြီးကြံပါသေးတယ်ဘိုက်ထဲမှာစာလောင်မှုက80%တောင်ကျဆင်းနေပြီည8နာရီထိုးတာနဲ့ကောင်လေးတယောက်မိုးဆိုင်ရှိမှာဈေးချမဲ့အချိန်ကိုစောင့်နေလေရဲ့ဒါပေမဲ့စက္ကန့်ပိုင်းတွင်းမှာတင်လူအုပ်ကြီးကဝုန်းဆိုပြေးဝင်လာပြီးရှိသမျှမုံတွေအကုန်လုံးဝယ်သွားကြရောကောင်လေးကမျက်လုံးလေးပေကလက်နဲ့တစ်လုံးမှတော့မစားလိုက်ရဘူးမရလိုက်တဲ့လူတွေဆိုဒေါသတွေထွက်ခြေဆောက်အောင်ဖြစ်ပြီးယူမတက်ပဲဒါပေမဲ့သူကအလွယ်တကူလက်လျှော့မဲ့လူမဟုတ်ဘူးလေလေးစိတ်ထဲကလေရင်ချိန်စရာပြထားတဲ့မျက်နှာပြင်ကြီးကိုကြည့်လိုက်တယ်အဲ့ဒီမှာ6နာရီကျော်နောက်ကျနေတဲ့လေရင်ခီးစင်တွေကိုသူ့ရဲ့ပြစ်မှတ်အဖြစ်ရွေးလိုက်တယ်ဒီလိုနဲ့ဂိမ်းအမှတ်102ကိုတွားလိုက်တော့ဟာပွဲကကျန်းနေပြီးခီးတဲ့တွေကလေရင်8နာရီလောက်နောက်ကျလို့ဒေါသထွက်ပြီးမြေပြင်ဝန်ထမ်းကောင်မလေးကိုဝိုင်းအောင်နေကြတာကလေးမေတယောက်ဆိုငါကလေးငတ်နေပြီးမင်းတို့ရောကြီးပေးဆိုပြီးလက်ညှိုးငေါက်ထိုးပြီးအော်နေတော့တာပဲမြေပြင်ဝန်ထမ်းကောင်မလေးခမရလဲဘာလို့ရမှန်းမသိဖြစ်ပြီးမျက်ရည်တွေဝဲနေရှာတယ်အဲ့ဒီအချိန်မှာပဲကောင်လေးကလူအုပ်ကြားတဲ့ကိုအတင်းတိုးဝင်သွားပြီးအတန်ကုန်ဟစ်လိုက်တယ်အားလုံးတိတ်လိုက်ကြဆန်းဆိုတော့အားလုံးလန့်သွားပြီးငြိမ်ကျသွားတယ်ပြီးတော့ငိုနေတဲ့ကလေးလေးကိုလက်ညှိုးထိုးပြပြီးဒီမှာကြည့်ကလေးတွေတောင်ငိုနေပြီးဒီမှာအော်နေလို့လေရင်ကပြန်တက်သွားမှာလေလားအခုချိန်အရေးကြီးဆုံးကဘိုက်ဝါဖို့နဲ့အနားယူဖို့ပဲလို့ပြောချလိုက်တယ်ပြီးတာနဲ့ဝန်ထမ်းကောင်မလေးပဲလဲပြီးခီးတဲ့တွေကိုစားတော့ခွင့်လက်မှတ်တွေဟိုတယ်လက်မှတ်တွေအခုချက်ချင်းထိုးပေးလိုက်ပြဿနာပုံမှန်ကြီးခင်မြန်မြန်လုပ်လို့ဝင်စရာလုပ်တော့တယ်ဝန်ထမ်းမလေးကလည်းသူတို့ကိုပေးပါတယ်သူတို့ကမယူပဲအော်နေကြတာပါလို့မိုးတန်ပါကြီးနဲ့ရှင်းပြရှာတယ်ဒါနဲ့ကောင်လေးကခုနကကလေးမေစီကလေရင်လက်မှတ်ကိုဆွဲယူလိုက်ပြီးဒီမှာအမအတွက်ကျွန်တော်သွားယူပေးမယ်ဆိုပြီးလှုပ်ချလိုက်တယ်ဒါကိုမြင်တော့တခြားလူတွေကပါအာကိုတကြီးနဲ့ငါဟာပါယူပေးငါဟာပါယူပေးဆိုပြီးလေရင်လက်မှတ်တွေသူ့လက်ထဲအတင်းထိုးထည့်ကြတော့တာပဲချက်ချင်းဆိုသလိုသူ့လက်ထဲမှာလေရင်လက်မှတ်တွေအထက်လိုက်ကြီးဖြစ်သွားတယ်အဲ့ဒီတော့မှဝန်ထမ်းမလေးစီလက်မှတ်တွေကမ်းပေးရင်မြန်မြန်လေးတာလုပ်ပေးလိုက်တော့ဒါနဲ့ငါ့ကိုစားတော့ခွင့်လက်မှတ်လေး2ရွက်လောက်ပို့ပေးဦးနော်လို့ကီလိုလေးကပ်ပြောလိုက်လေရဲ့ကောင်မလေးကသူ့ကိုကျေးဇူးတင်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီးကွန်ပျူတာကိုတစ်ဖြောက်ဖြောက်နှိပ်လိုက်တယ်ခဏနေတော့သူမလက်ထဲမှာစားတော့ခွင့်လက်မှတ်တွေအထက်လိုက်ကြီးထွက်လာရောသူမကလက်မှတ်တွေကိုရေးတွက်ပြီးကောင်လေးတွေနောက်ထပ်2ရွက်ကိုပါမတိမတာခိုးထည့်ပေးလိုက်သေးတာကောင်လေးကတော့မျက်နှာတွေပဲအမကြီးကိုလက်မှတ်လမ်းပေးပြီးတော့ကလေးကိုမြန်မြန်သွားကြွလိုက်တော့လို့ပြောလိုက်တယ်ပြီးတာနဲ့ကျန်တဲ့လက်မှတ်တွေကိုလူအုပ်ကြီးစီခက်မြန်မြန်ဝေပေးပြီးအပူရလာတဲ့လက်မှတ်2ရွက်ကိုတော့အိတ်ကက်ထဲတေချာထည့်ထားလိုက်တယ်အားလုံးလက်မှတ်သွားယူပြီးထမင်းသွားစားကြတော့ခွန်အားမွေးထားလို့အော်ပြောလိုက်ပြီးလူအုပ်ကြီးအာယုံလဲသွားတဲ့အချိန်လေးမှာတင်ကောင်လေးကငါးရှစ်လို့ရှော့ခနဲ့ထွက်ပြေးလာခဲ့တယ်ဒီလိုနဲ့အပြင်ရောက်တော့ခုနကဝတ်တုပ်လေးနဲ့တွားတိုးပြန်ရောဝတ်တုပ်လေးကအခုဆိုနောက်ထပ်ကစားသမား4ယောက်ကိုတော့စုထားပြီးပြီသူကပြုံးဖြီးဖြီးနဲ့မင်းကတကယ်ရုပ်ရှင်တွေကလူမိုက်တိုင်းကောင်းဆောင်ကြနေတာပဲငါတို့နဲ့မပူးပေါင်းချင်ဘူးလားလို့လာမေးတယ်ကောင်လေးကတော့ခေါင်းခါပြီးလစ်လာခဲ့တာပေါ့လွတ်ရကျွရရောက်မှခုနကရလာတဲ့လက်မှတ်နဲ့ဘာကတစ်လုံးဝယ်စားလိုက်တယ်ဘိုက်ကတော့ပြည့်သွားပြီဒါပေမဲ့ပြဿနာကည7နာရီထိုးနေပြီမျက်လုံးတွေကဆင်းပြီးအိတ်ချင်လာပြီးလေးစိတ်ထဲကထိုင်ကုန်တွေကလည်းလက်တန်းတွေပါနေတော့လဲအိတ်လို့လုံးဝမရဘူးလေအဲ့ဒီအချိန်မှာလူငယ်တယောက်ကမခံနိုင်တော့ပဲကျမ်းပြင်ပေါ်လဲအိတ်ချလိုက်တယ်2မိနစ်တောင်မကြာဘူးလုံခြုံရေးအဆောင်တယောက်ရောက်လာပြီးတဆန်းဒီမှာအိတ်လို့မရဘူးလို့အော်ပါလေရောလူငယ်ကဂယုမဆိုင်ပဲဆက်အိတ်နေတော့နောက်ထပ်အဆောင်တွေဝိုင်းလာပြီးသူ့ကိုအတင်းဆွဲမှလေးစိတ်အပြင်ဘက်ကိုပစ်ချလိုက်ကြတယ်ချက်ချင်းပဲစနစ်ကြီးစီကအတန်ထွက်လာတယ်ကစားသမားနံပါတ်73ဂိမ်းဧရိယာကနေထွက်သွားတဲ့အတွက်ရှုံးနေသွားပါပြီအကျွေးယွမ်တန်းတင်သွားပါပြီတဲ့ဟာတခြားနေရာတွေမှာလည်းအဲ့လိုပဲကျမ်းပြင်ပေါ်အိတ်တဲ့လူတွေအကုန်အပြင်ပစ်ထုတ်ခံရပြီးဂိမ်းရှုံးကုန်တာဒါကိုကြည့်ပြီးကောင်လေးကသဘောပေါက်သွားတယ်ဂိမ်းကသူတို့ကိုအိတ်ရပြအောင်ချမ်းအောင်လုပ်ပြီးတက်နေတာပဲသူလည်းအကန်ခံရမှာဆိုလို့အမိုက်ပုံးတွေကဆောင်းစုပ်ကြီးကိုပတ်ထိုင်ကုန်ပေါ်မှာပဲငုတ်တုတ်ထိုင်ပြီးတညလုံးကျိတ်မိတ်အိတ်လိုက်ရတော့တယ်ဒုတိယနေ့မနက်လင်းတော့ခွန်အားက85ပြန်တက်လာပြီးမဲ့ဘက်ကပြန်စားလာပြီးကောင်လေးကမနေ့ကနေတိုင်းလေရင်နောက်ကျမဲ့ပွဲကိုတွားရှာပြီးမဲ့ဒီနေ့မှလေရင်တွေကအချိန်မှန်နေတယ်စနစ်ကြီးကသူ့ကွက်ကိုရိပ်မိပြီးပိတ်ပစ်လိုက်တာပဲဒီအချိန်မှာကစားသမားတယောက်ကဘိုက်စာလုံးလို့ကလေးလေးတယောက်စီကဟောတော့ကိုတွားလူစားပါလေရောကလေးလေးငိုရောအဆောင်တွေချက်ချင်းပြေးလာပြီးအဲ့ဒီကောင်ကိုအပြင်ပစ်ထုတ်လိုက်ပြန်တယ်အဲ့ဒီတော့မှကောင်လေးတိလိုက်တာကဒီဂိမ်းမှာအဆောင်တွေနဲ့မူလဆက်ကောင်တွေကိုလုံးဝသွားမစားနဲ့ဆိုတာပဲဒါနဲ့တနေ့လုံးသူများဆိုင်တွေကအခမဲ့မြည်ဆန်းမှုချထားတဲ့မှုလေးတွေကိုတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လိုက်စားပြီးအသက်ဆက်ရတော့တယ်ဆိုင်ရှင်တွေနဲ့စောင့်ထိုးရင်တရောတော့ပါပြေးရတာပေါ့ညရောက်တော့သူချန်ထားတဲ့နောက်ဆုံးလက်မှတ်လေးနဲ့ထမင်းစားလိုက်တယ်ဒါပေမဲ့ဒီညတော့ထိုင်ကုန်ပေါ်မှာမအိပ်နိုင်တော့ဘူးဒါနဲ့နေ့လေကသူ့လှုပ်ဝက်တွေထားတဲ့လူသူကင်းမဲ့တဲ့စင်ကြံလန်းလေးတွေကိုခိုးဝင်သွားတယ်
အဲ့ဒီမှာပစ္စည်းဟောင်းတွေထားတဲ့အခန်းလေးတစ်ခန်းရှိတယ်လုံခြုံရေးတွေမတွေ့နိုင်တဲ့ရွှေပုံကြောင်းလေးပေါ့သူလည်းအခန်းထဲဝင်ပြီးတကားကိုပိတ်ဖို့လုပ်တော့ရှိတယ်ဒိုင်းဆိုတဲ့အတန်ကြီးနဲ့အတူတကားကိုအပြင်ကနေစောင့်ကန်ဖွင့်လိုက်ကြတယ်နောက်တစ်ဆက်ကမှပဲတကားကြီးဝုန်းဆိုပွင့်လာပြီးလူမိုက်ကြီး၃ယောက်ဝင်လာပါလေရောခေါင်းဆောင်လုပ်တဲ့လူထွားကြီးကဓာတ်တစ်ချောင်းကိုဆွဲထုတ်မင်းစီမှာရှိတဲ့ပတ်စံနဲ့စားစရာတွေအကုန်ပေးမပေးရင်တက်ဖြစ်မယ်လို့ချင်းချောက်တော့တာပဲကောင်လေးလည်းချက်ချင်းတွေးလိုက်တယ်ပြန်ချရင်လည်းနိုင်မှာမဟုတ်ဘူးပတ်စံမပေးပဲအသက်ခံရရင်လည်းဂိမ်းရှုံးပြီးအကျွေးတန်းတင်မှာပဲဒီတော့ခန့်မြန်ပဲသူ့ကောင်ထဲကနောက်ဆုံးလက်ကျန်ရွမ်90ကိုလူမိုက်ကြီးစီလွှဲပေးလိုက်ရတယ်ပတ်စံရတာနဲ့လူမိုက်တွေကကောင်လေးကိုအခန်းပြင်တွန်းထုတ်ပြီးတကားပိတ်လိုက်ရတယ်အပြင်ရောက်တော့အခန်းထဲကနေဟာလူတွေစီကလူတာပိုးလဲတာပဲကွလို့ရေမောနေတဲ့အတန်တွေကိုကြားလိုက်ရတယ်အဲ့ဒီတော့မှကောင်လေးကောင်းတဲ့အလင်းပြတ်သွားတယ်ဂိမ်းထဲမှာခွေတွေကိုလူရင်ရှုံးပေမဲ့ကစားသမားချင်းချင်းလူရင်ရတာပဲဆိုပြီးတော့လေအဲ့ဒီအချိန်မှာပဲစနစ်ကြီးကမီနီမတ်မှာမုတ်တွေဈေးချနေပြီလို့ကြေညာလိုက်တယ်လူမိုက်၃ယောက်လဲလူထားတဲ့ပတ်စံတွေနဲ့ဘီစကစ်တွေအများကြီးသွားဝယ်ကြတာပေါ့ဒါပေမဲ့ပတ်စံလည်းရှင်းပြီးရောကစားသမား949နဲ့60တို့ဟာတတ်မှတ်ငွေထပ်ပိုသုံးမိတဲ့အတွက်ဂိမ်းကနေထုတ်ပယ်လိုက်ပါပြီအကျွေးယွန်တန်းတင်သွားပါပြီစနစ်ကြီးရဲ့အတန်ဆုံးတာနဲ့မျက်စိရှိတင်လူမိုက်၃ယောက်လေးတွေကိုပျောက်ကွယ်သွားပါလေရောဟုတ်တယ်လေဂိမ်းစီကတ်အရတယောက်ကိုယွမ်90ပဲသုံးခွင့်ပေးထားတာသူများစီကလူလာတဲ့ပတ်စံတွေနဲ့90ထပ်ပိုသုံးလိုက်တော့ချက်ချင်းရှုံးတာပေါ့ကောင်လေးလည်းအပြေးလွှားသွားပြီးမြေပြင်ပေါ်ကြကြံခဲ့တဲ့မုတ်တွေဘီစကစ်တွေကိုအင်ဂျီနဲ့အမြန်ထုတ်ယူလိုက်တယ်ပြီးတော့တနေရာလေးထားရင်အလူခံရမှာဆိုလို့လုံခြုံရေးတွေမသိအောင်နေရာ9ခုခွဲပြီးတောဝက်ထားလိုက်တယ်ဂိမ်းရဲ့တတိယနေ့ကိုရောက်လာပြီးလေးစိတ်ကြီးကပိုပြီးအေးလာတယ်ရုတ်တရက်ခုန်တန်းလျက်တစ်ခုပေါ်ကနေအသေးအတန်ချောင်းဆိုးနေတဲ့အတန်ကြီးထွက်လာတယ်ကောင်မလေးတယောက်အေးမိပြီးကိုရီဘူးတစ်ကိုယ်လုံးတုံနေတာသူ့ရီစားကတော့ကူးဆက်ခံရမှာဆိုလို့အနားမကက်ရဲပဲထွက်ပြေးသွားတယ်ချက်ချင်းဆိုသလိုကောက်ွယ်ရေးဝတ်စုံဝတ်ထားတဲ့လုံခြုံရေးတွေရောက်လာပြီးကောင်မလေးကိုအတင်းဆွဲခေါ်သွားကြတယ်ကစားသမားလေး18ဟာပြည်သူ့ကျန်းမာရေးကိုထိခိုက်စေတဲ့အတွက်ထုတ်ပယ်လိုက်ပါပြီတဲ့ဟာအမိုက်ကောက်စားလို့ဝမ်းလျှောတဲ့လူတွေဖျားတဲ့လူတွေပါအကုန်အထုတ်ခံရတာဒီဂိမ်းမှာပတ်စံမရှိတာထက်နေမကောင်းဖြစ်ရင်ချက်ချင်းတေဖို့ပဲဒါကိုမြင်တော့ကောင်လေးလည်းလန့်သွားပြီးအမိုက်ပုံးတွေကကောက်ရထားတဲ့အနှွေးတဲ့သူကြီးကိုပတ်ထောက်တဲ့နေရာမှာကွေးကွေးလေးအိတ်လိုက်ရတယ်စတုတ်ထားနေမနဲ့လင်းတော့ဗိုက်ဆာဆာနဲ့ဝတ်ထားတဲ့မုံတွေသွားယူတာပေါ့လူကွယ်တဲ့ပန်းအိုးကြီးအောက်ကပထမဆုံးနေရာကိုလက်နိုင်ပြီးစမ်းကြည့်လိုက်တော့ဟင်းဘာမှမရှိဘူးလက်ဖြတ်သွားပြီးတခြားနေရာ၄ခုကိုပါအသေးတန်လိုက်ရှာကြည့်တော့လဲဘာဆိုဘာမှကိုမရှိတော့တာတညာလေးနဲ့တူဝတ်ထားတဲ့မုံတွေအကုန်ပြောက်သွားပြီအစအနတော့မကြံဘူးလေကောင်လေးကများအလကားရမယ့်အမီးတွေလိုက်စားဖို့စူးစမ်းပေမဲ့ဆိုင်ရှင်တွေကတိနေတော့အကုန်ဝတ်ထားကြပြီအမိုက်ပုံးတွေကအစားအစာတွေဆိုလဲတခြားလူတွေလူစားသွားလို့ပြောင်းတလင်းခါနေတာပဲည30နာရီလဲထိုးရုံခွန်အားတွေကြပြီးတေတော့မဲ့အခြေအနေရောက်နေပြီးဒီလိုနဲ့အကြံထုတ်ရင်းစင်ငံပစ္စည်းဆိုင်တွေပဲရောက်သွားတယ်အဲ့ဒီနာကအမိုက်ပုံးထဲမှာခီးတဲ့တွေအခွန်ဆောင်ဖို့လွတ်ပစ်သွားတဲ့အမတ်တစိပ်ပါအိတ်တွေဘူးခွန်တွေကိုတွားကောက်ရတယ်ပြီးတော့ဘူးခွန်ကိုအိတ်လာလေးတဲ့ထဲသူ့ကိုယ်သူလူချမ်းသာတယောက်လိုဟန်ဆောင်ပြီးဟောပေါ်ဆိုင်နဲ့ဝင်သွားပါလေရောဆိုင်ထဲရောက်တော့ဝင်နှမ်းမလေးမြင်အောင်စိန်ခံအိတ်ကြီးကိုခုံပေါ်တမင်တင်လိုက်တယ်ပြီးတာနဲ့ဖုန်းကိုကောက်ကင်မရှိတဲ့နံပါတ်တစ်ခုကိုနှိပ်ပြီးငါမင်းကို4နာရီတောင်ဆောင်နေတာမနေ့3နာရီပါရီသွားမဲ့လေရင်လက်မလဲဝယ်ထားတယ်မင်းမလာဘူးလားဆိုပြီးရီးစားပစ်ခံရတဲ့လူမိုက်ကြီးလိုအတန်တုံနဲ့ငိုပြလိုက်တာပေါ့ဒါကိုမြင်တော့ဝင်နှမ်းမလေးကတနာသွားပြီးအလကားရတဲ့အချိုးပွဲရဲ့အယုတ်ကြီးတရုတ်ရဲ့လာပေးရှာတယ်အဲ့ဒီတော့မှကောင်လေးလဲဟန်ကိုဖို့လုပ်ပြီးအတူပွဲကိုစိုးလေးနဲ့ခက်ရင်လေးစားလိုက်ရတာအတူပွဲလေးနဲ့ဘယ်ပိုက်ဝပါမလဲခဏနေတော့ဝင်နှမ်းမလေးကကြက်ဥပေါင်းတစ်ပွဲထပ်လာပေးတယ်ကောင်လေးကအစာပြေစပွဲစီလစ်သွားပြီးအမဲသားလုံးတွေအထိခက်ချက်ဥပေါင်းနဲ့ထည့်စားလိုက်တာအားတွေပြန်ပြလာရောဝန်ထမ်းမလေးကလည်းသူ့ကိုကြည့်ပြီးပိုတနာလာတော့ခရမ်းကျင်တီစုပြုတ်တွေအာလူကြော်တွေပါအလကားထက်လာပေးသေးတာည2နာရီမှဖုန်းပေါ်ပေးထားပြီးညီလာတော့ဟန်ဆောင်ပြီးထက်ကိုပြပြန်ရောမင်းတကယ်ပဲငါ့ကိုလာမကြည့်တော့ဘူးပေါ့ငါသွားတော့မယ်ဆိုပြီးဒရာမာခင်းလိုက်တာဝန်ထမ်းမလေးခများဆောင်လေးပါလာချုံပေးပြီးညအိတ်ခွင့်ပါပေးလိုက်တယ်လေမနေ့လင်းတော့နက်နက်စာပါအလကားကျွေးပြီးကောင်လေးအာတင်ထားတော့ဆိုပြီးအားပေးလိုက်သေးတယ်ပတ်စံတပြားမှမကုန်ပဲဘိုက်ဝအေးဝပြီးဆိုင်ထဲကနေထွက်လာခဲ့တယ်ဒါပေမဲ့အပြင်ရောက်တာနဲ့တတနာကစားတော့တာပဲမျက်စိရှိမှဝတ်တုပ်လေးနဲ့သူ့အဖွဲကိုသွားတွေ့တယ်လူမစ်ဆက်လောက်ရှိတဲ့အဖွဲကြီးကဘီစကစ်မုန့်တွေဝေစားနေကြတာကောင်လေးတေချာကြည့်လိုက်တော့အဲ့ဒီမုန့်တွေကထောင်လေးတွေစုပ်ထားတယ်ဟာဒါသူ့ဝတ်ထားခဲ့တဲ့မုန့်တွေပဲကောင်လေးကဒေါသတကြီးနဲ့သွားတောင်းတော့ဝတ်တုပ်လေးကပြုံးပြီးနဲ့မင်းကိုငါ့ဖွဲတဲ့ဝင်ပါဆိုမဝင်တာကိုအခုတော့ငါ့ဖွဲသားတွေကိုကြည့်လိုက်ပါဦးလို့ပြန်ပြောလိုက်တယ်ကောင်လေးလည်းဒေါသထွက်ပြီးဒါငါမုန့်တွေဆိုပြီးပေါ့တာပေါ့ဒါပေမဲ့လူအုပ်ကသူ့ကိုဝိုင်းလုံးပြီးလွယ်အိတ်ကိုအတင်းဆွဲလူကြရောလွယ်အိတ်တက်ထွက်သွားပြီးသူ့ရဲ့နောက်ဆုံးလက်ကျန်ရေတံမှုတွေနဲ့တကြားလုံးတွေအကုန်ပါသွားတယ်ဝတ်တုပ်လေးကမင်းအသက်ကိုချမ်းသာပေးထားတာကျေးဇူးတင်ဆိုပြီးကောင်လေးကိုကျမ်းပြင်ပေါ်တွန်းချခဲ့တယ်ကောင်လေးလည်းချက်ချင်းထားပြေးတယ်ကြောက်လို့ပြေးတာမဟုတ်ဘူးနော်စနစ်ကြီးကပြောင်းလဲလိုက်မဲ့စီကံတစ်ကိုသူကြိုရင်းမိနေလို့ပဲသူထင်တဲ့အတိုင်းပဲချက်ချင်းဆိုသလိုစနစ်ကြီးကကြီးညာလိုက်တယ်ဂိမ်းပိုစိတ်ဝင်စားဖို့အတွက်ဒီနေ့ကစပြီးရေတောက်ဆက်တွေအကုန်ပိတ်လိုက်ပြီးအင်တာတွေကရေတွေလဲတောက်လို့မရအောင်ညဉ့်ညမ်းသွားပြီးတဲ့ကစားသမားတွေအကုန်ရေမရှိလို့တေတော့မယ်ဆိုပြီးယူမတက်အော်ဟစ်နေကြချိန်မှာကောင်လေးကလေစိတ်လုံခြုံရေးဂိတ်ကအရေးဆုံးဖြစ်တဲ့အမိုက်ပုံးတွေစီပြေးသွားနေပြီးအဲ့ဒီမှာလေရင်မစီးခင်ခီးတဲ့တွေလွတ်ပစ်သွားတဲ့တောက်လက်ဆရေတန့်ဘူးတွေအများကြီးရှိတယ်လေဒါပေမဲ့အဆောင်တွေရှိနေတော့ဒီအတိုင်းသွားကောက်လို့မရဘူးဒါနဲ့ကောင်လေးကမျက်ရည်တွေကြအောင်ငိုပြပြီးအကူရဲကျွန်တော်အဖွားပေးထားတဲ့လက်စွပ်လေးအမိုက်ပုံးနဲ့ကျသွားလို့ပါခဏလေးပဲရှာခွင့်ပေးပါဆိုပြီးဒရမာသွားခင်းပါလေရောအဆောင်ကလည်းတနာသွားပြီးရှာခွင့်ပေးလိုက်တယ်ကောင်လေးလည်းအမိုက်ပုံးတွေကရေဘူးတွေကိုအိတ်ထဲအမြန်ကောက်ထည့်ပြီးလူတူကင်းမဲ့တဲ့မတန်ဆွမ်းအိမ်သားတွေပြေးဝင်သွားတယ်ပြီးတော့ရေဘူးတွေကိုမျက်နှာချက်ပေါ်မှာသွားဝတ်ထားလိုက်တယ်ကဲအခုဆိုတလေးစိတ်လုံးမှာသူတယောက်တည်းရေပိုင်ရှင်တထေးကြီးဖြစ်သွားပြီအခုချိန်မှာလေးစိတ်ထဲလူ69ယောက်ပဲကျန်တော့တယ်ဝတ်တုပ်လေးကိုင်းကလူ25ယောက်နဲ့ရေရှိတဲ့သူတွေကိုလိုက်ရိုက်ပြီးအကြမ်းဖက်လူရက်နေကြပြီးကောင်လေးကသူတို့ကိုပြန်ချဖို့အင်အားတောင်းတဲ့အခွက်တစ်ခွက်လိုနေတယ်ဒါနဲ့လူ6ယောက်ပါတဲ့လူမိုက်ခွက်တစ်ခွက်ကိုတွားရှာတယ်သူတို့အဖွဲကခန္ဓာကိုယ်တောင်းတင်းကြပေမဲ့ရင်ငက်လို့နှက်ခမ်းတွေ6တွေ့နေပြီးကောင်လေးကသူကောက်လာတဲ့စင်ခံအိတ်ကြီးတွေကရေတန်း3ခုကိုထုတ်ပြလိုက်တော့အကုန်လုံးမျက်လုံးတွေအယောင်နဲ့သွားကြတယ်ငါမှရေရှိတယ်ငါ့ကိုမင်းတို့အဖွဲထဲပေးဝင်ပြီးအစားအစာတွေညကျွေးရင်3ရက်စာလူ9ယောက်တောက်ဖို့ရေကိုငါတောင်းဝင်ယူလေလို့ကမ်းလှမ်းလိုက်တယ်အဖွဲကောင်းဆောင်ကရေတွေပြန်မဝတ်ထားတာလဲလို့မေးတော့ကောင်လေးကပြုံးပြီးဒါကငါရဲ့လှုပ်ဝက်ချက်ပဲမင်းတို့ကိုပြောပြစရာအကြောင်းမရှိဘူးလို့ပြက်ပြက်တတ်တာညှင်းလိုက်တယ်လူမိုက်ကိုင်းကောင်းဆောင်ကကောင်လေးရဲ့ကမ်းလှမ်းချက်ကိုသဘောကျသွားပြီးလက်ဆွဲနှုတ်ဆက်လိုက်တယ်ငါနာမည်လူမော့မင်းကိုငါတို့အဖွဲကကြိုးဆိုပါတယ်ဒါပေမဲ့တတိထားတော့ငါတို့အဖွဲမှာတစ္ဆာဖောက်ရင်လုံးဝခွင့်မလွတ်ဘူးလို့ပြောပြီးကောင်လေးကိုအဖွဲနဲ့လက်ခံလိုက်တယ်ဂိမ်းရဲ့6ရက်မြောက်နေ့မနက်မှာတော့အခြေအနေတွေကပိုဆိုးလာပြီးကောင်လေးကလုံခြုံရေးတွေမသိအောင်ရေထက်သွားခတ်ဖို့ကြိုးစားပေမဲ့အမိုက်ပုံးသားမှာအဆောင်မရောက်တောင်စောင့်နေတာတွေ့လိုက်ရတယ်စနစ်ကြီးကဒီအပေါက်ကိုပါပိတ်လိုက်ပြီးလေတရက်လုံးရေမတောက်ရတဲ့ကစားသမားတယောက်ကမခံနိုင်တော့ပဲအိမ်သားတွေကရေကိုတောက်လိုက်တယ်ဒါပေမဲ့ချက်ချင်းပဲအစိတ်တင်ပြီးလဲကျသွားတယ်ကစားသမားဟာစီကပ်ဖောက်ဖြစ်တဲ့အတွက်ဂိမ်းကနေထုတ်ပယ်လိုက်ပါပြီဆိုတဲ့အတန်နဲ့အတူသူလဲပြောက်ကွယ်သွားတယ်
အဲ့ဒီနောက်မှာလည်းရင်းငက်ပြီးတည်သွားတဲ့သူတွေတဖြုတ်ဖြုတ်နဲ့တလေးစိတ်လုံးအလောင်းတွေတဲတဲ့ဝန်ထမ်းတွေနဲ့ပြည်နေတော့တာပဲအခြေအနေတွေဆိုးဝါးလာချိန်မှာပဲစနစ်ကြီးကကြီးညာချက်အသစ်တစ်ခုထပ်ထုတ်လိုက်တယ်ဂိမ်းပုံမြန်အောင်လို့ဒီနေ့ည10နာရီမှာခွန်အားအနည်းဆုံး20ရောက်ကိုတခါတည်းရှင်းပြမယ်ဒါပေမဲ့ကန်ဆန်းကျင်သူတွေအတွက်လေးစိတ်ထဲမှာအရေးပေါ်ရိတ်ခါတက်တာ3လုံးချထားပေးမယ်တဲ့ပထမဆုံးတက်တာကလေးစိတ်ဝန်ထမ်းနာနေခန်းမှာရှိတယ်လို့ကြီးညာလိုက်တာနဲ့လူအုပ်ကြီးအကုန်အဲ့ဒီဘက်ကိုပြေးကြတော့တာပဲဝတ်တုတ်လေးရဲ့အဖွဲကတော့လူများတော့ချက်ချင်းပဲဝန်ထမ်းနာနေခန်းကိုသွားတဲ့လမ်းကိုပိတ်ဆို့ပြီးနေရာယူလိုက်ကြတယ်ဒါပေမဲ့ဝန်ထမ်းနာနေခန်းဆိုတာကစားသမားတွေဝင်ခွင့်မရှိတဲ့တားမြစ်နေမြေလေဝင်ရင်ချက်ချင်းဂိမ်းရှုံးမှာဒါကိုကောင်လေးကရိပ်မိပေမဲ့ဝင်မတားပဲကြည့်နေလိုက်တယ်ရုတ်တရက်ကစားသမားတစ်ယောက်ကဝတ်တုတ်လေးဖွဲကိုတွန်းထုတ်ပြီးမိသက်ပုံးတွေကတောက်ကက်ကိုသွားယူဖို့ကြိုးစားတယ်ဝတ်တုတ်လေးကဝင်သားပေမဲ့မမိလိုက်ဘူးကောင်လေးကမိသက်ပုံးကိုဆွဲဖွင့်လိုက်တာနဲ့ချက်ချင်းပဲအချက်ပေးတန်ကြီးအကျယ်ကြီးညီလာပြီးရဲ6ယောက်ကဒိုင်းတွေနံပါတ်တုတ်တွေနဲ့ပြေးလာပြီးလမ်းမှာရှိတဲ့ဝတ်တုတ်လေးဖွဲကိုရောအကုန်လုံးကိုရိုက်နှက်ပြီးဖမ်းခေါ်သွားပါလေရောအဲ့ဒီတခါတည်းနဲ့ဝတ်တုတ်လေးဖွဲကလူ9ယောက်တောင်ထုတ်ပယ်ခံလိုက်ရတယ်ခဏနေတော့ဒုတိယတစ်တာနေရာကိုစနစ်ကကြီးညာတယ်ဒုတိယတစ်တာကလေးစိတ်300က VIP နားနေခန်းမှာရှိပါတယ်တဲ့ဒါကိုကြတော့လူမိုက်ခိုင်းက VIP အခန်းထဲဝင်ဖို့ဆို VIP ကက်လိုတဲ့လေးကက်မပါပဲသွားရင်အဖမ်းခံရမှာပဲလို့ညှိတွားနေကြတယ်ကောင်လေးလည်းချက်ချင်းကောင်းတုံးလိုက်ပြီးလေးစိတ်ထဲကပျောက်ဆုံးပစ္စည်းရှာဖွေရေးဌာနကိုအပြေးသွားတယ်အဲ့ဒီရောက်တော့သူ့ဖုန်းနဲ့ VIP ကက်ပျောက်သွားလို့ပါဆိုပြီးအယောင်သွေးတွေကိုအတိအကျပြောပြလိုက်တယ်အမှန်တော့သူကအစောကြီးကလေးကအမိုက်ပုံးထဲကနေ VIP ကက်တစ်ခုကိုကောက်ရထားပြီးတပုံရိုက်ထားတာလေတာဝန်ရှိသူကကက်ကိုထုတ်ပေးပြီးမင်းကက်ဆိုတာတက်တည်ပြပါဆိုတော့သူကဖုန်းထဲကတဲ့ပုံကိုပြလိုက်တယ်တာဝန်ရှိသူလည်းယုံသွားပြီးကက်ကိုပေးလိုက်တယ်ကက်ရတာနဲ့ကောင်လေးကပြပြတွေကိုတင်းတဲ့ကားလေးပေါ်ကိုမတိမတာတဲ့စီပီဗတ်နာနေခန်းရှိကိုနောက်တောင်ကြီးရောက်သွားပါလေရောကောင်လေးကမျက်နှာပြောင်းလိုက်ပြီးဖက်ဖက်ကက်ပြားလေးကိုစက်ပေါ်မှာဖြတ်လိုက်တော့ဒီကျိုးဆိုပါတယ်ဧည့်တယ်တော့ဆိုတဲ့အတန်နဲ့အတူတကားကြီးပွင့်သွားတယ်အဲ့ဒီအချိန်မှာအဝေးကနေစောင့်ကြည့်နေတဲ့ဝတ္တုလေးကဟေ့ကောင်အဲ့ဒီကက်ကတကူးလာတာဆိုပြီးအော်တော့တာပဲဒါပေမဲ့ကောင်လေးကဂယုမဆိုင်ပဲအခန်းထဲညံညံဝင်ပြီးရိတ်ခါတက်တာကြီးကိုဖွင့်လိုက်တယ်အထဲမှာသူတို့9ယောက်တရက်လုံးစားလို့ရမယ်အစားအစာတွေအပြည့်ပါပဲဟာဒီညတော့ငါတို့မရှုံတော့ဘူးဆိုပြီးပြုံးလိုက်မိတယ်အဲ့ဒီအချိန်မှာအပြင်ဘက်မှာတော့ဝတ္တုလေးဖွဲနဲ့လူမော့ဖွဲတို့အပြန်လည်ရိုက်နှက်နေကြပြီးဒါပေမဲ့ဝတ္တုလေးဖွဲကလူများတော့နိုင်သွားပြီးတခြားကစားသမားတွေအကုန်လုံးအရေးပေါ်တက်တာမရပဲလက်ကြီးပလာနဲ့ပြန်ဆုတ်သွားရတယ်ည7:50မိနစ်လေးစိတ်တစ်ခုလုံးတင်မင်းတမန်အငွေသက်တွေဖုံးလွှမ်းနေပြီးည10နာရီမှာခွန်အားအနည်းဆုံး20ယောက်ကိုထုတ်ပယ်ပါမယ်ဆိုတဲ့ကြေညာချက်နဲ့အတူစနစ်ကြီးကနံပါတ်တွေကိုတစ်ခုပြီးတစ်ခုရွှေ့ပြနေတယ်ဝတ္တုလေးဖွဲကလူတွေပါအကုန်ထုတ်ခံရပြီးလေးစိတ်ကြီးထဲမှာကစားသမား20လောက်ပဲကျန်တော့တယ်အခုကျန်တဲ့သူတွေကတယောက်ကိုယွန်းတန်းစီရမယ်အကယ်၍တယောက်ထဲကျန်ခဲ့ရင်စုစုပေါင်းယွန်းတန်း120အကုန်ရမယ်လို့စနစ်ကကြေညာလိုက်တော့အားလုံးရဲ့မျက်လုံးတွေကလောဘကြောင့်မြည်ရဲလာကြတယ်ဝတ္တုလေးကချက်ချင်းပဲငါတို့လူများတဲ့ကျန်တဲ့9ယောက်ကိုတက်ပြီးပတ်စံခွဲယူကြမယ်လို့ပြောလိုက်တော့အားလုံးကသဘောတူပြီးလူမိုက်9ယောက်ဖွဲကိုလိုက်ရှာကြတော့တယ်ကြောက်လန့်တကြားနဲ့မြေအောက်ကားပါခင်နဲ့ပြေးပုံရတယ်ဝတ္တုလေးဖွဲကလည်းအနောက်ကနေဓာတ်တွေတုတ်တွေနဲ့လိုက်ရှာနေတယ်ကောင်လေးကတော့ကားတစ်စီးအောက်မှာပုံနေရင်အခြေအနေကိုစောင့်ကြည့်နေတယ်ရုတ်တရက်လေးစိတ်တစ်ခုလုံးမှာအတန်ကြီးတန်ထွက်ပေါ်လာတယ်အားလုံးပဲနားထောင်ဝတ္တုလေးကပြီးခဲ့တဲ့ဂိမ်းမှာအနိုင်ရခဲ့တဲ့ချန်ပီယံပဲသူ့စီမှာစုကြီးယွမ်တန်း200ရှိတယ်သူ့ကိုတက်နိုင်ရင်အဲ့ဒီပတ်စံတွေအကုန်ရမယ်တဲ့ဒီအတန်ကိုကြားတာနဲ့ဝတ္တုလေးအဖွဲ့သားတွေအားလုံးကသူတို့ခေါင်းဆောင်ကိုအံ့ဩစွာလက်ကြည့်လိုက်ကြတယ်ဟေးကောင်မင်းကငါတို့ကိုလိန်ထားတာပေါ့လေဆိုပြီးဒေါသတကြီးနဲ့អော်လိုက်တယ်ဝတ္တုလေးကမဟုတ်ပါဘူးငါလည်းမင်းတို့လိုပဲအခုမှကစားဘူးလာပါလို့အသေးတန်ရင်းပေမဲ့ဘယ်သူမှမယုံတော့ဘူးသူ့ကိုတက်ဆိုတဲ့အော်တန်တွေနဲ့အတူခုနကတငယ်ချင်းတွေကအခုတော့ရန်သူတွေဖြစ်ပြောင်းလဲသွားပြီးဝတ္တုလေးကိုဝိုင်းရိုက်ကြပါလေရောဒီအချိန်မှာကောင်လေးကတော့ပုံနေရင်းကနေတော့မခတ်ထားတဲ့ကားတစ်စီးကိုတွေ့လိုက်တယ်ကားနောက်ကုန်းအမောင်ထဲမှာကောင်လေးတစ်ယောက်အသက်အောင်ပြီးခက်ကွေးကွေးလေးပုံနေတယ်အပြင်ဘက်မှာတော့တပ်ပုံနေတဲ့အတန်တွေအော်ဟစ်တန်တွေစူညံနေတာပဲအချိန်တွေတဖြည်းဖြည်းကုန်လွန်သွားပြီးတနေရာလုံးတိတ်ဆိတ်သွားတော့မှသူကအပေါက်လေးကနေချောင်းကြည့်လိုက်တယ်ဟာအပြင်မှာလူမိုက်ကိုင်းကောင်းဆောင်လူမောတို့အဖွဲ့ကဝတ်တုတ်လေးကိုကျူးတုပ်ပြီးဖမ်းထားတာပဲလူမောကမဲပြုံးပြုံးပြီးမင်းကိုတတ်ဖို့အမည်မသိ message ပို့လိုက်တာငါကိုယ်တိုင်ပဲကြွယ်လို့ဝန်ခံလိုက်တယ်သူတို့အကြံကလူတွေကိုအချင်းချင်းတက်ခိုင်းပြီးနောက်ဆုံးကြံတဲ့စုချင်းငွေတွေကိုသူတို့ကြီးပဲတိတန့်ခွဲယူဖို့လေပြီးတာနဲ့ဝတ်တုတ်လေးကိုအပြည့်ရှင်းပြီးဂိမ်းထဲကနေထုတ်ပယ်ပစ်လိုက်တယ်အဲ့ဒီအချိန်မှာပဲကောင်လေးပုံနေတဲ့ကားနောက်ဖုံးကိုလူမောကဝုန်းဆိုဆွဲဖွင့်လိုက်ပါလေရောမိဘီကွာနံပါတ်66မင်းဒီမှာပုံနေတာငါသိတယ်ဆိုပြီးကောင်လေးကိုအတင်းဆွဲထုတ်တယ်ဒါပေမဲ့ကောင်လေးကဘာမှမတတ်နိုင်ဘူးထင်နေလားမသွားမယ်သူကအစင်တင်ကင်ထားတဲ့သပင်ဖြန်းဆေးဘူးနဲ့လူမောရဲ့မျက်လုံးထဲကိုဖြန်းကနေပတ်ဖြန်းလိုက်တာလူမောလည်းစက်လုံးလို့အော်ဟစ်ပြီးမျက်လုံးကိုအုပ်ထားရတော့တယ်ဒီအခွင့်အရေးကိုယူပြီးကောင်လေးကကားမောင်းသူနေရာကိုအမြန်ဝင်ထိုင်လိုက်တယ်ကန်ကောင်းကျင်တော့ကားတော့ကတက်လျက်သားကြီးလေကားဆက်နိုးလိုက်တဲ့အချိန်မှာလူမောကဒေါသတကြီးနဲ့ဓာဆွဲပြီးပြေးလာသေးတယ်ဒါပေမဲ့နောက်ကျသွားပြီကောင်လေးကလီဗာကိုအဆုံးထိနေပြီးကားနဲ့ဝင်တိုက်ချလိုက်တာလူမောတယောက်လေးလွင့်ထွက်သွားတော့တာပဲချက်ချင်းပဲစနစ်ကြီးကကြီးညာလိုက်တယ်ကစားသမား48ကြာရှုံးသွားပါပြီကစားသမား66ဟာနောက်ဆုံးအသက်ရှင်သူဖြစ်တဲ့အတွက်စုချင်းငွေယွန်တန်း900ကိုရရှိသွားပါပြီလို့လေကောင်လေးလည်းပင်မလုံးလို့ကားထဲကနေထွက်ပြီးအပြင်မှာတပြင်းချလိုက်တယ်ဒါပေမဲ့ဂိမ်းကပြီးသွားပြီထင်နေလားနောက်တစ်စက္ကန့်မှာပဲမျက်စိချိန်မှတက်အလင်းရောင်ကြီးလင်းလက်သွားပြီးကောင်လေးကဂိမ်းဆဆချင်းတုန်းကအခန်းဖြူကြီးတဲ့ကိုပြန်ရောက်သွားပါလေရောစနစ်ကြီးကမင်းစီမှာစုချေတန်း900ရှိတယ်ဒါပေမဲ့ချန်ပီယံကဂိမ်းထဲကထွက်ခွင့်မရှိဘူးထွက်ရင်တန်း900အကျွေးတင်မဲ့တဲ့အလင်းရောင်တွေပျောက်သွားတော့သူ့ဘေးမှာတယောက်လာတယ်ဘာမှနားမလည်သေးတဲ့ကစားသမားအသစ်100ကိုပြလိုက်ရတယ်ကစားသမားအသစ်100ကိုစင်ရဲသားဂိမ်းကနေကြိုးဆိုပါတယ်အရင်နီးယွမ်59ရက်အသက်ရှင်အောင်နေရပါမယ်ဆိုတဲ့အတန်ကြီးတက်ထွက်လာပြန်ရောတကယ်တော့သူကဒီတေမင်းတမန်ဂိမ်းကြီးတဲ့ကနေဘယ်တော့မှထွက်သွားလို့မရပဲတန်တရားလည်းနေတော့မှာပါ